သူဟာချေးရသူကိုရင်ဖွင့်ဖို့တွားနေတော့မှတရေသားတယောက်ရဲ့ကားတိုက်တာကိုမတော်တဆခံခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီမတော်တဆမှုကနေတဆင့်သူဟာထူးခြားတဲ့စွမ်းအားတစ်ခုကိုရရှိသွားခဲ့တာပါကားတိုက်တဲ့တရေသားကတော့သူဟာစင်းရဲသားတယောက်ဖြစ်နေတာကြောင့်ထင်မြင်သေးစွာနဲ့လောင်ပြောင်ပြီးသူ့မျက်နှာကိုပတ်စံတွေနဲ့ပြစ်ပေါက်ခဲ့ပါတယ်အဲ့ဒီချိန်မှာပဲကောင်လေးကသူ့ရဲ့စွမ်းအားသင်းနဲ့ကြီးလိုက်တဲ့အခါအဲ့ဒီတရေသားရဲ့ပိုင်ဆိုင်မှုတွေအားလုံးဟာတုံညာဖြစ်နေတာကိုကြိုတင်မြင်လိုက်ရပါတယ်ချက်ချင်းဆိုလိုပဲဇိမ်ခံကားတန်းကြီးဆိုက်ရောက်လာပြီးရုပ်ရည်လှပတဲ့တရေမကြီးနှစ်ယောက်ဆင်းလာပါတယ်သူတို့ဟာရန်ကားနေတဲ့တရေသားကိုကောင်းကောင်းကြီးဆုံးမလိုက်ပြီးကောင်လေးကိုမောင်လေးမမတို့လာကြိုတာလို့ပြောလိုက်တဲ့အခါမှာတော့ပတ်ဝန်းကျင်ကလူတွေအားလုံးမှင်တက်သွားကြပါတယ်ကျောင်းမှာအစင်းရဲဆုံးဆိုလို့နာမည်ကြီးတဲ့လုံခြုံရေးဝန်ထမ်းရဲ့တားဖြစ်သူမှာဒီလောက်ချမ်းသာတဲ့အမားတွေဘလို့ရှိနေရလဲဆိုတာဗေဒီဖြစ်เสียပါပဲကဲတော့ကောင်လေးရဲ့ဖခင်ဟာတရေမကြီးတယောက်ကိုအသက်ဘေးကနေကယ်တင်ခဲ့ရကနေလက်ထပ်ခဲ့ကြတာဖြစ်ပြီးကောင်လေးမှာအမား6ယောက်ပြင်ကြီးကျယ်တဲ့စီးစိမ်တွေလည်းရှိနေခဲ့တာပါနောက်ပိုင်းမှာတော့အမားဖြစ်သူကိုလာရောက်နှောက်ယှက်တဲ့လူယုံမှတရေတယောက်နဲ့ထိတ်တိုက်တွေ့ခဲ့ပါတယ်အဲ့ဒီလူရဲ့တက်တော်ဆောင်တွေကသူ့ကိုဝိုင်းရိုက်ဖို့ကြိုးစားချိန်မှာကောင်လေးဟာသူ့ရဲ့ချိန်ရက်တန်နိုင်တဲ့စွမ်းအားကိုအသုံးပြုပြီးသူတို့ကိုအေးဆေးပဲအနိုင်ယူလိုက်ပါတယ်နောက်ဆုံးမှာတော့အနိုင်ကျင့်တဲ့တရေဟာတက်တကွဲနဲ့ထွက်ပြေးသွားရပါတော့တယ်